အားလုံးပဲမင်္ဂလာပါဗျ Nova Zone Channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဒီညကစားမဲ့စိတ်ဝင်စားစရာနိုင်ငံတကာဘောလုံးပွဲ9ပွဲကိုကြိုတင်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမပွဲကတော့စင်ကာပူနဲ့ချန်နာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ချန်နာအသင်းကလူစရင်းအင်အားနဲ့အတွေ့အကြုံပိုင်းမှာအနည်းငယ်အားသာနေပါတယ်စင်ကာပူကအိမ်ကွင်းမှာကစားရပေမဲ့ချိုင်းနာဘက်ကပိုပြီးအသာရနိုင်မယ်လို့မြင်ပါတယ်ဖြစ်နိုင်တဲ့ရလဒ်ကတော့စင်ကာပူတစ်နှစ်ချိုင်းနာဖြစ်ပါတယ်ဒုတိယပွဲကတော့ဟောင်ကောင်နဲ့မန်ဂိုလီတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဟောင်ကောင်အသင်းကလက်ရှိစွမ်းဆောင်ရည်ပိုင်းမှာပိုတည်ငြိမ်နေပြီးအိမ်ကွင်းအားသာချက်လည်းရှိနေပါတယ်ဒီပွဲမှာဟောင်ကောင်ကအနိုင်ရဖို့အခွင့်အရေးပိုများနေပါတယ်ဖြစ်နိုင်တဲ့ရလဒ်ကတော့ဟောင်ကောင်နဲ့တူညမန်ဂိုလီဖြစ်ပါတယ်တတိယပွဲမှာသဲလန်နဲ့ခွဲတို့တွေ့ဆုံကြမှာဖြစ်ပါတယ်သဲလန်အသင်းကအိမ်ကွင်းမှာအားကောင်းတတ်ပေမဲ့ခွဲကလည်းလွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့အသင်းဖြစ်ပါတယ်အကျိတ်အနေရှိနိုင်ပြီးသဲလန်ကအနည်းငယ်အသာရနိုင်ပါတယ်ဖြစ်နိုင်တဲ့ရလဒ်ကတော့သဲလန်နှစ်တခွဲဖြစ်ပါတယ်စတုထပွဲကတော့အင်ဒိုနီးရှားနဲ့အိုမန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အင်ဒိုနီးရှားအသင်းဟာနောက်ပိုင်းနှစ်တွေမှာတိတိတတ်တာတိုးတက်လာခဲ့ပြီးပြည်သက်အားပေးမှုလည်းကောင်းမွန်ပါတယ်အမှန်နဲ့အနည်းဆက်ဆုံးရှင်ပြိုင်နိုင်မဲ့ပွဲဖြစ်ပြီးတရေကျနိုင်ခြေလည်းရှိပါတယ်ဖြစ်နိုင်တဲ့ရလဒ်ကတော့တရေဖြစ်ပါတယ်နောက်ဆုံးပွဲကတော့ Tajikistan နဲ့ India တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Tajikistan အသင်းကအိမ်ကွင်းမှာမာကျောတဲ့အသင်းဖြစ်ပြီး India အတွက်ခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်ကျွန်တော်အမြင်အရ Tajikistan ကအနည်းငယ်အသာရနိုင်ပြီးဖြစ်နိုင်တဲ့ရလဒ်ကတော့ Tajikistan တူည India ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ပွဲကြိုသုံးသက်ချက်များသာဖြစ်ပြီးတကယ်ပွဲရလဒ်နဲ့ကွဲလွဲနိုင်ပါတယ်မိတ်ဆွေတို့ရဲ့ comment ချက်တွေကို comment မှာရေးခဲ့ပေးပါဦးဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဗျ